ကိုကင်ဟာဆိုင်ကယ်နဲ့အိမ်ပြန်ဖို့ပြင်နေတော့မှဖုံးပြောနေတဲ့အမျိုးသားတယောက်ကသူ့ဆိုင်ကယ်ပေါ်ရုတ်တရက်ခုန်တက်လာပြီးအမျက်မောင်းထွက်ဖို့ခိုင်းပါတော့တယ်ကိုကင်လည်းကြောင်သွားပေမဲ့အလိုက်တင်ပဲလိုက်ပို့ပေးလိုက်ပါတယ်လိုရာခီးရောက်လို့ပိုက်ဆံဘယ်လောက်ပေးရမလဲလို့မေးတဲ့အခါဒါဟာကိုကင်အတွက်ပထမဆုံးခီးတီတင်ပေးမှုချင်းဖြစ်တာကြောင့်စိတ်ကြိုက်တာပေးပါလို့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့သူဟာပထမဆုံးလောက်အားကကိုရရှိခဲ့ပါတယ်အလောက်ကမစိုးဘူးလို့သူခံစားရတာကြောင့်လူစီကားတဲ့နေရာကိုသွားပြီးနောက်ထပ်ခီးတီကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲတခြားဆိုင်ကယ်သမားတွေကသူ့ကိုအဲ့ဒီနေရာကနေမောင်းထုတ်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲအလင်းလိုနေတဲ့ဆိုင်ရှင်တယောက်ကသူ့စီချင်းကပ်လာပြန်ပါတယ်ကိုကင်ကသူ့ကိုအချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပြီးဒီတစ်ခါမှာတော့သူကိုယ်တိုင်ဈေးနှုန်းသတ်မှတ်ခဲ့ပါတယ်အဲ့ဒီနေ့ညမှာတော့ကိုကင်ဟာရင်ကြောပိတ်ဆို့မှုအတွင်းတတိယမြောက်ခီးတီကိုထည့်ရခဲ့ပါတယ်ဒါပေမဲ့လိုရာရောက်တဲ့အခါခီးတီကပိုက်ဆံပေးပဲအထဲကိုပြေးဝင်သွားပါတယ်ကိုကင်ကပြင်မာစောင့်နေရင်းနဲ့ပြစ်ပစ်ထားတဲ့ရုပ်မြင်သံကြား TV တိုင်းတစ်ခုကိုတွေ့သွားပါတယ်အင်းက TV လိုင်းမကြည့်တာရဲ့ကလေးတွေ TV မကြည့်ရတာကြာပြီဖြစ်တာရဲ့ကိုတတိယသွားပြီးတာဝန်ခံကိုမေးကြည့်တဲ့အခါအလာကားပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစောစောကခီးပြန်ထွက်လာပြီးသူ့ကိုတလစာနဲ့မြင်ရတဲ့29နှစ်ရက်ကမ်းပေးခဲ့ပါတယ်ကိုကင်ကပိုက်ဆံပြန်ပေးဖို့ကြိုးစားပေမဲ့ထိုသူကပြုံးပြီးထွက်သွားပါတယ်ခရင်ဟာပိုက်ဆံတွေကိုကြည့်ရင်နောက်ဆုံးမှာတော့လက်ခံလိုက်ပါတယ်သူ့အတွက်တော့တကယ်ကိုအန်သားစရာကောင်းတဲ့နေ့တစ်နေ့ပါပဲပိုက်ဆံလည်းရကလေးတွေအတွက် TV တိုင်းလည်းရခဲ့ပြီးအိမ်ပြန်လမ်းမှာတတိဆိုင်ကိုတွေ့တော့သူ့ဘဝမှာပထမဆုံးချိန်ဖြစ်တတိတချို့ဝယ်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကနောက်ပြောင်တက်ပါတယ်လမ်းတစ်ဝက်မှာအိပ်ပေါက်ပြီးတတိတွေမြေကြီးပေါ်ပြန့်ကျဲနေပါတယ်အိမ်ရောက်တဲ့အခါကိုကင်ဟာ TV တိုင်းကိုတက်ဆင်လိုက်ပြီးသူ့ရဲ့ဆိုင်ကယ်လေးကြောင့်အခုလိုအဆင်ပြေသွားတာကိုပုံမြင်မိပါတယ်အဲ့ဒီညမှာပဲကလေးတွေနဲ့အတူဆိုင်ကယ်ကိုဆေးကြောပြီးအပိုပစ္စည်းအသစ်တွေတောင်တက်ပေးလိုက်ပါပြီးတဲ့နောက်နေ့မှာတော့သူဟာဆိုင်ကယ်တက္ကစီလုပ်ငန်းကိုတရားဝင်စတင်လိုက်ပြီးဘဝကပြေးတိုးတက်လာခဲ့ပါတယ်ဒီနေ့မှာတော့ကိုကင်ဟာပစ္စည်းပို့တဲ့အလုပ်တစ်ခုရခဲ့ပါတယ်ကုန်ကားတန်းနဲ့အတူထွက်လာခဲ့ပြီးလမ်းမှာသူ့ဆိုင်ကယ်ကလုပ်တရက်ဆက်ရက်သွားပါတယ်ဆက်ပြန်လို့ရတဲ့အချိန်မှာရှေ့ကကားတန်းကပျောက်သွားပါပြီးလိုက်ရှာလို့မတွေ့ရတဲ့အခါသူ့စိတ်ထဲမှာမကောင်းတဲ့အတွေးတစ်ခုဝင်လာပါတယ်အဲ့ဒီရေခဲတစ်တာကိုအိမ်တဲသွားလိုက်ပြီးခွင့်ကြည့်ဖို့တော့ကြာကြီးပုတ်ဆုံနေတယ်နောက်နေ့မှာတော့သူဟာအဲ့ဒီရေခဲတစ်တာကိုခေါင်းထဲမှာတွားရောက်လာတယ်သူကငါတူညာလဲပေးတာကြောင့်မင်းတို့လည်းလို့သူခံစားရပြီးတခြားဆိုင်တွေမှာလိုက်မေးပေမဲ့စိတ်တိုင်းမကြပါဘူးအဲ့ဒီအချိန်မှာငှက်ကူလာအုပ်ကိုတင်လာတဲ့ကားတစ်စီးကိုတွေ့လိုက်ရပါတယ်သူဟာအရင်လုံးကငှက်ကူလာအုပ်တစ်ကောင်ကိုပျောက်ဆုံးစေခဲ့လို့လှုပ်ပြုတ်ပူတာကိုတတိယသွားပါတယ်ကဲလေဒီတာဒီရေခဲတစ်တာကိုနောက်လိုက်ရင်အစုံတယောက်ဟာသူ့လိုပဲလှုပ်ပြုတ်သွားနိုင်တယ်ဆိုတာသူတွေးမိသွားပါတယ်နောက်ဆုံးမှာတော့ကိုကင်ဟာရေခဲတစ်တာကိုပိုင်ရှင်ခံပြန်ပေးလိုက်ပါတယ်ပိုင်ရှင်ကကိုကင်ရဲ့ရေးသားမှုကိုသဘောကျသွားပြီးစုချင်းကိုစက်ငါတူညာကျော်နဲ့အပြင်တရားဝင်လှုပ်ကန်တဲ့လက်မှတ်ကိုပါပေးအပ်ခဲ့ပါတယ်မှန်ကန်တဲ့စိတ်ထားနဲ့ကျင်နာမှုကိုရွေးချယ်ခြင်းကကောင်းမွန်တဲ့ရလဒ်တွေကိုဆောင်ကျဉ်ပေးနိုင်တာပါ